တကယ်လို့တောင်ပေါ်မှာအခြေချပြီးဘာလုပ်ငန်းလုပ်ရမှန်းမသိဘူးဖြစ်နေတယ်ဆိုရင်တစ်နှစ်ပတ်လုံးဝင်ငွေပုံမှန်ရနိုင်တဲ့ဂေါ်လခါးညွန့်လေးစိုက်ကြည့်ဖို့အကြံပေးချင်ပါတယ်ဒီနေ့တော့ဂေါ်လခါးညွန့်စိုက်ခင်းလေးတွေရှိရာကျွန်တော်တို့ channel ကိုအလေခေါ်သွားပေးချင်ပါတယ်ဒီ channel လေးကတော့အရင်တစ်ခေါက်ခေါ်သွားပေးဘူးတဲ့မဂရီမီယာတွေရှိရာအောက် channel မဟုတ်ပဲအပေါ် channel လေးပဲဖြစ်ပါတယ်ဂေါ်လခါးညွန့်လေးတွေကတော့တစ်ခါစိုက်ပြီးတာနဲ့2လအတွင်းမှာ9ရက်တစ်ခါသို့မဟုတ်တစ်ပတ်တစ်ခါလောက်ခူးဆွတ်ရိတ်သိမ်းနိုင်ပါတယ်ဘောင်နဲ့စိုက်ရတာဖြစ်တဲ့အတွက်ကြောင့်နေရာအများကြီးမယူပဲဧကဝက်လောက်မှာတင်အပင်ကြီးအများကြီးဝင်ဆန်းနိုင်ပါတယ်ကျွန်တော်ပြောခဲ့သလိုပဲဂေါ်လခါးပင်လေးတွေက9ရက်တစ်ခါရိတ်သိမ်းနေရတာဖြစ်တဲ့အတွက်ကြောင့်အစာလဲပုံမှန်လိုက်ပေးရပါတယ်အပင်တစ်ပင်တွေကနေထွက်လာတဲ့အညောင်လေးတွေကိုထပ်ခါရိတ်သိမ်းနေတာဖြစ်တဲ့အတွက်ကြောင့်ဒီပင်အတွက်လိုအပ်တဲ့စွမ်းရည်တွေကိုလည်းအမြဲထောက်ပံ့နေပေးဖို့လိုပါတယ်အဲဒီလိုအမြဲတမ်းအစာကျွေးနေရတာဖြစ်တဲ့အတွက်ကြောင့်ဓာတုဓာတ်မြေဩဇာတွေကိုပဲအားကိုးနေမယ်ဆိုရင်ရေရှည်မှာမြေဆီလွှာကျန်းမာရေးအတွက်ရောစားသုံးသူကျန်းမာရေးအတွက်ပါထိခိုက်လာနိုင်ပါတယ်အဲဒါကြောင့်ဒီနေ့မှာဂျပန်နည်းပညာနဲ့သဘာဝအတိုင်းထုတ်လုပ်ထားတဲ့ပိုပိုစွမ်း9မိုင်နိုအက်ဆစ်ရွက်ဖျန်းမြေဩဇာလေးအကြောင်းပြောပြပေးချင်ပါတယ်9မိုင်နိုအက်ဆစ်ဆိုတာကတော့9နဲ့တကာရည်တို့ကိုချိုးချရောဆက်ပြီးအချင်းဖောက်ထားတဲ့သဘာဝမြေဩဇာတစ်မျိုးဖြစ်ပါတယ်ဒီနဲ့ဝင်နေဖွံ့ဖြိုးကြီးထွားဖို့အတွက်လိုအပ်တဲ့နိုက်ထရိုဂျင်နဲ့အမိုင်နိုအက်ဆစ်တွေကိုသဘာဝအတိုင်းကျွဲဝစွာထောက်ပံ့ပေးနိုင်တာလည်းဖြစ်ပါတယ်ဓာတုဓာတ်မြေဩဇာတွေလိုမျိုးဓာတုဓာတ်ကျွန်းပါမှာကိုပူစရာမလိုပဲတောင်သူရောစားသုံးသူပါကျန်းမာရေးအတွက်100%စိတ်ချရပါတယ်ဆေးဖြန်းပုံးလေးဆေးဖြော်ပြီးပြီဆိုတော့ဆေးမဖြန်းခင်မှာညနေစာစားဖို့အတွက်ဂေါ်လခါးညွန့်လေးအနေငယ်ခူးထားလိုက်ပါမယ်ဂေါ်လခါးညွန့်လေးတွေကိုကျွန်တော်တို့ရောင်းချမယ်ဆိုရင်တော့တပိတ်တာအထုံးလေးတွေထုံးပြီးရောင်းချကြတာဖြစ်ပါတယ်ကျွန်တော်တို့တောင်ပေါ်မှာတော့တောင်သူတော်တော်များများကဂေါ်လခါးညွန့်စိုက်ခင်းလေးတွေစိုက်ပျိုးပြီးအားထားကြတာဖြစ်ပါတယ်ခရမ်းခင်းလေးကအခင်းသိပ်ဖြစ်တဲ့အတွက်ကြောင့်တော့အသီးတော့နေပါသေးတယ်ညစာချက်ပြုတ်ပြင်ဆင်ဖို့အတွက်ကိုတော့4-5လုံးခူးခဲ့လိုက်ပါတယ်အသီးနဲ့လေးတွေခူးခဲ့ပြီးအစင်းနဲ့ဖြစ်ပြီးဆိုရင်တော့ဆေးစာဖြန်းပါမယ်9မိုင်နိုအက်ဆစ်ကိုအခုမှစသုံးမဲ့သူတွေအတွက်ဆိုရင်တော့အခင်းကရေဆိုးနေတယ်ဆိုရင်ပို့ပြီးတော့မှကောင်းပါတယ်ရေလဲပြီးစိုက်ခင်းရေချောက်ကစားလေးမှာဖြန်းတာကအကောင်းဆုံးဖြစ်ပါတယ်ကျွန်တော်ကတော့မနက်ပိုင်းမိုးရွာထားတာဖြစ်တဲ့အတွက်ကြောင့်မိုးတိတ်ခါစားအရွက်လေးတွေရေချောက်ခါစားလေးမှာဖြန်းထားတာဖြစ်ပါတယ်9မိုင်နိုအက်ဆစ်ကိုအရင်ကတော့အဖေကသူ့ကိုယ်တိုင်ဖော်ဆက်ပါတယ်ဒါပေမဲ့တောင်ပေါ်မှာငါးရှာတာကတကြောင်တကားရေဝယ်ယူရတာမလွယ်ကူတာကတကြောင်အချိန်ကြာကြာစောင့်ရတာတွေကြောင့်အဆင်မပြေဖြစ်ခဲ့ပါတယ်အဲဒါကြောင့်ခုနောက်ပိုင်းမှာပိုပိုစွမ်းကနေထုတ်လုပ်တဲ့9မိုင်နိုအက်ဆစ်လေးတွေကဈေးကွက်ထဲမှာလွယ်လွယ်ကူကူဝယ်ယူရရှိနေပြီဆိုတော့အရန်ကိုအဆင်ပြေသွားပါတယ်ပိုပိုစွမ်းမှာက9မိုင်နိုအက်ဆစ်ရွက်ဖျန်းမြေဩဇာအပြင်သဘာဝမြေဆီလွှာအားဖြည့်ရည်ဆိုပြီး2မျိုးထုတ်လုပ်ထားပါတယ်9မိုင်နိုအက်ဆစ်ကသဘာဝမြေဩဇာဆိုတာထက်ကိုပိုပါသေးတယ်အပင်ကြီးထွားမှုကိုအားပေးတဲ့အပြင်အပင်ရဲ့ယောဂဒဏ်ခံနိုင်ရင်မြင့်တင်ပေးခြင်းမြေဆီလွှာအကျိုးပြုအနှုစီဝါပိုတွေကိုမျိုးပွားစေခြင်းစတဲ့ကောင်းကျိုးတွေအများကြီးရှိပါတယ်မြေဆီလွှာတွေကအကျိုးပြုဘက်တီးရီးယားလေးတွေကိုအစာကျွေးတယ်လို့ဖြစ်လို့မြေဆီလွှာကိုပွားဣစေပြီးသဘာဝအတိုင်းရေရှည်မြေဆီမြေဩဇာဓာတ်ကိုထပ်သန်စေပါတယ်9မိုင်နိုအက်ဆစ်ကကင်တွယ်အသုံးပြုပြီးဆေးဖြန်းတဲ့သူတွေအတွက်ဘာဓာတုအန္တရာယ်မှလည်းမရှိတဲ့အတွက်ကြောင့်စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်ဒါအပြင်သဘာဝပစ္စည်းတွေနဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်သီးနှံတွေမှာအန္တရာယ်ရှိတဲ့ဓာတုတက်ခြင်းတွေလုံးဝကျန်ရှိနေမှာမဟုတ်ပဲအန္တရာယ်ကင်းစွာစိတ်ချလက်ချစားသုံးနိုင်မှာဖြစ်ပါတယ်အပင်ကိုသဘာဝအတိုင်းကျန်းမာတန်ဆွမ်းစေတာဖြစ်တဲ့အတွက်ကြောင့်ထွက်ရှိလာပြီးရိတ်သိမ်းလာတဲ့ဟင်းသီးဟင်းရွက်အသီးနှံတွေမှာဗီတာမင်နဲ့သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်နေတဲ့အတွက်ကြောင့်အာဟာရရှိစွာစားသုံးနိုင်မှာလည်းဖြစ်ပါတယ်မိသားစုကျန်းမာရေးအတွက်ဘေးကင်းတဲ့ဟင်းသီးဟင်းရွက်လေးတွေစိုက်ပျိုးခြင်းနဲ့ဆိုရင်တော့အခုလိုသဘာဝ9မိုင်နိုအက်ဆစ်ရွက်ဖျန်းမြေဩဇာလေးတွေကိုသုံးဖို့အကြံပေးလိုက်ပါတယ်အဲ့ဒီထက်ကနေမှပစ္စည်းကောင်းလေးကိုရွေးချယ်ခြင်းနဲ့ဆိုရင်တော့ပိုပိုစွမ်းရဲ့ဆယ်လ်မွန်9ကနေထုတ်လုပ်တဲ့9မိုင်နိုအက်ဆစ်ရွက်ဖျန်းမြေဩဇာလေးကိုရွေးချယ်ဖို့အကြံပေးလိုက်ပါတယ် channel ကနေပြန်ရောက်ပြီဆိုတော့ရေမိုးမချိုးခင်မှာညစာလေးချက်ဖို့တခါလေးပြင်လိုက်ပါမယ် channel ကနေပဲကူလာတဲ့ဂေါ်လခါးညွန့်လေးကြော်ပြီးခရမ်းသီးလေးမီးဖုတ်ဖို့ပြင်ဆင်ထားပါတယ်အရင်ဆုံးဂေါ်လခါးညွန့်လေးတွေကိုတင်ပြီးရေ2ထပ်3ထပ်နဲ့တေးသေးချာချာဆေးကြော်ပြီးရေစစ်ထားလိုက်ပါမယ်ဂေါ်လခါးရွက်ကြော်ကကြော်ဆဆပူပူနွေ့နွေ့လေးမှပိုကောင်းတာဖြစ်တဲ့အတွက်ကြောင့်ခရမ်းသီးလေးအရင်မီးဖုတ်လိုက်ပါမယ်ကျွန်တော်ကအိမ်မှာခရမ်းသီးချက်တာနှက်တာဆိုရင်တိတ်မစားပဲအခုလိုမီးဖုတ်တုတ်တယ်ဆိုလို့ရှင်တော့အရန်ကိုကြိုက်နေတတ်ပါတယ်ခရမ်းသီးမီးဖုတ်တုတ်မှာကတော့လျှို့ဝှက်ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့အခုလိုမီးဖုတ်ဖို့ပြီးချင်းမှာတခါတည်းအခွန်နွားပြီးစားရတာထဲကတုတ်ထားပေးဖို့ပဲဖြစ်ပါတယ်အဲ့ဒါမှာခရမ်းသီးရဲ့အပူချိန်နဲ့စားရတာတွေပျော်ဝင်သွားပြီးပိုလို့စားကောင်းတာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ပဲခရမ်းသီးအေးသွားတဲ့အချိန်မှာအရသာတွေထည့်ပြီးတုတ်မယ်ဆိုရင်အရသာတခြားခရမ်းသီးတခြားနဲ့စားမကောင်းဖြစ်တတ်ပါတယ်ခရမ်းသီးမီးဖုတ်တုတ်လေးတဲ့အစင်းလေးဖြစ်ပြီးဆိုရင်တော့ဂေါ်လခါးရွက်လေးကြော်ထားပါတယ်ဂေါ်လခါးရွက်ကြော်ကိုတော့ကြော်ပြီးချင်းစိမ့်လေးရကျင်တာဖြစ်တဲ့အတွက်ကြောင့်စားရင်ထိတ်ကြော်ပြီးမှကြက်သွန်ပြူနဲ့ဂေါ်လခါးရွက်ထည့်ပါတယ်ကျွန်တော်တို့တောသူတောင်သားတွေမှာတော့အသားဟင်းတဲ့အခုလိုအသီးရွက်လေးတွေကိုပူပူနွေ့နွေ့ကြော်လို့စားတော့ရတာကိုပိုပြီးခုံမင်းနဲ့တက်ကြပါတယ်တကယ်လို့တောင်ပေါ်မှာအခြေချပြမယ်ဆိုရင်ရောအခုလိုအသီးရွက်တွေနဲ့အသားဟင်းမပါပဲစားနိုင်မလားလို့လည်းမေးခွန်းထုတ်ချင်ပါတယ်ဒီနေ့တော့ဒီနေရာလေးမှာပဲဆုံးသက်လိုက်ပါတယ်ဆုံးဖြတ်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ကတော့စောအိုက်ဆေးပါ